မိတ်ဆွေတွေလူတစ်ယောက်မှာမျက်လုံးနှလုံးလက်နှစ်ဖက်ခြေထောက်နှချောင်းပါတာဟာပုံမှန်ပါပဲဒါပေမဲ့တဘာဝတရားကြီးကတစ်ခါတလေမှာတော့တော်တော်လေးကိုရက်ဆက်လွန်တတ်ပါတယ်ဒီကဘာပေါ်မှာတာမန်လူတွေနဲ့မတူပဲခန္ဓာကိုယ်အိုင်းပတ်ပေါ်ပါလာသူတွေထူးဆန်းတဲ့ယူရည်တွင်မြင့်တဲ့လူသားတွေအများကြီးပေါ်ပေါက်ခဲ့ပူပါတယ်သူတို့ကိုလူတွေက freak လူထူးလူဆန်းဒီလိုခေါ်ခဲ့ကြပေမဲ့သူတို့ရဲ့နောက်ွယ်မှာတော့ဝမ်းနေစရာကြောက်စရာဇလံတွေရှိနေပါတယ်ဒီနေ့မှာတော့တမိုင်းမှတ်တမ်းတွေထဲကအထူးဆန်းဆုံးလူသား9ဦးအကြောင်းကိုတက်ဦးတောက်ကြ channel ကနေတင်ဆက်ပေးသွားမှာပါအထူးသဖြင့်နံပါတ်1ကလူကိုမြင်ရင်တော့မိတ်ဆွေတို့ညာဘက်အိပ်ပျော်တော့မှာမဟုတ်ပါဘူးကဲနံပါတ်5ကတော့1880ဝန်းကျင်ကနာမည်ကြီးခဲ့တဲ့အလာဟာပါဖြစ်ပါတယ်သူမကိုလူတွေက The Camel Girl လို့ခေါ်ခဲ့ကြပါတယ်ငွေရပါဒူးခေါင်းယူပုံမှန်မဟုတ်တဲ့ယောဂကြောင့်သူမဟာခြေထောက်နှစ်ဖက်နဲ့မတက်ရက်လို့မရပဲလက်နှစ်ဖက်ကိုပါအသုံးပြုပြီးလေးပတ်ထောက်လမ်းလျှောက်ခဲ့ရရှာပါတယ်သူမလမ်းလျှောက်တဲ့ပုံစံဟာကလာအုပ်တကောင်ဒူးထောက်ထားတာနဲ့တူလုံးလို့ဒီနာမည်တွင်ခဲ့တာပါသူမဟာဒီအကိအနာကိုအားမငယ်ပဲစက်ကပ်ပွဲတွေမှာလိုက်ပြရင်တပတ်ကို$2အဲ့ဒီခေတ်ကတော်တော်ငားတဲ့ပမာဏနော်အဲ့ဒီလောက်ထိရှာဖွေနိုင်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့မျက်နှာလေးကတော့အမြဲတမ်းဝမ်းနဲ့ရည်တန်းနေခဲ့ပါတယ်ဆက်လက်ပြီးနံပါတ်4ကတော့ Martel Coben ပဲဖြစ်ပါတယ်သူမကို1868ခုနှစ်မှာမွေးဖွားခဲ့ပြီးမွေးကလေးကခါအောက်ပိုင်းမှာခြေထောက်နှစ်ချောင်းပါလာခဲ့တယ်ဆေးပညာအရပြောရမယ်ဆိုရင်တော့ဒါဟာအမွှဘူးရမယ့်အစားကိုခန္ဓာတစ်ခုထဲမှာပေါင်းဆက်သွားတဲ့ Diaphagus လို့ခေါ်တဲ့အခြေအနေတစ်ခုပါအလဲကခြေထောက်တိုနှစ်ချောင်းကလှုပ်ရှားလို့ရပေမဲ့လမ်းလျှောက်ဖို့အားမရှိပါဘူးထူးခြားတာကတော့သူမဟာပုံမှန်လူတစ်ယောက်လိုပဲအိမ်ထောင်ပြုတ်ခဲ့ပြီးကလေး9ယောက်အထိမွေးဖွားနိုင်ခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုထူးဆန်းမှုကြောင့်ဆေးပညာလောကမှာဒီနေ့တိုင်းအထိပြောစမှတ်ပြုနေစေပါနံပါတ်3ကတော့နည်းနည်းလေးကြောက်စရာကောင်းပါတယ်သူ့နာမည်က Grady Style ပါသူ့မျိုးတို့လိုက်ယောဂကြောင့်လက်ချောင်းခြေချောင်းတွေကကက်နေပြီးကနန်းလက်မျိုးတွေကြောက်ပုဆိုလက်သေးတွေလိုဖြစ်နေတယ်ဒါကြောင့်သူကို The Lobster Boy လို့ခေါ်ကြပါတယ်သူ့ဘဝကတနာစရာကောင်းတယ်လို့တစ်ဖက်မှာလည်းအရန် green ထမ်းပါတယ်သူဟာအရက်ဆွဲလဲပြီးသူ့သမီးရဲ့ချစ်သူကိုတနတ်နဲ့ပြတ်တက်ခဲ့ဘူးတဲ့လူတတ်မှုမှာတမိုင်းကြောင်လည်းရှိပါတယ်သူ့ရဲ့လက်တွေဟာတာမန်လူတွေလိုမဟုတ်ပဲအရာဝတ္ထုတွေကိုညှက်ကိုကိုက်တွယ်ဖို့အတွက်တော့တာမန်လူတွေထက်ပိုတန်ပါတယ်လို့ဆိုကြပါတယ်နံပါတ်2ကတော့ကမ္ဘာသမိုင်းမှာလူသိများဆုံးတဲ့တနာစရာကောင်းဆုံး Joseph Merrick လို့ခေါ်တဲ့ The Elephant Man ပဲဖြစ်ပါတယ်ဗြိတိန်တောင်သားဖြစ်တဲ့ Joseph ဟာငယ်စဉ်ကတာမန်ကလေးလေးပါပဲဒါပေမဲ့အသက်ကြီးလာတာနဲ့အတူခန္ဓာကိုယ်ကအယိုးတွေအသားတွေကအစမတန်ကြီးထွားလာပြီးရုပ်ပြဆင်းပြဖြစ်လာခဲ့လိုက်သူ့ရဲ့ခေါင်းဟာခန္ဓာကိုယ်ထက်အစမတန်ကြီးထွားနေလို့အိပ်ရန်တောင်ခေါင်းအုံပေါ်အိပ်လို့မရပဲထိုင်ရပဲအိပ်ခဲ့ရရှာပါတယ်လူတွေကသူကိုဘီလူတကောင်လို့ဆက်ဆံခဲ့ပြီးမြဲတကယ်တမ်းသူ့စိတ်နှလုံးကအယမ်းနူးညံ့တိမ်မွေသူပါသူပြောခဲ့ဘူးတဲ့ကျွန်တော်ဟာတတ္တဝါတကောင်မဟုတ်ပါဘူးကျွန်တော်ဟာလူသားတစ်ယောက်ပါဆိုတဲ့စကားကဘာကြော်ပါတယ်နံပါတ်1ကတော့တိတ်ထိတ်ရင်ဖို့အကောင်းဆုံးနဲ့ဒန်တရားအဆန်ဆုံး Edward Modric ပါဖြစ်ပါတယ်အင်္ဂလိပ်မင်းမျိုးမင်းတွေတစ်ယောက်ဖြစ်တဲ့ Edward ဟာရုပ်ရည်ချော်မောသူတစ်ယောက်ပါဒါပေမဲ့သူ့ခေါင်းရဲ့နောက်ချမ်းမှာနောက်ထပ်မျက်နှာတစ်ခုပါလာခဲ့တယ်အဲ့ဒီဒုတိယမျက်နှာကစကားမပြောတတ်ပေမဲ့ Edward ငိုတော့သူကပြုံးနေတတ်တယ် Edward ရဲတော့သူကမဲနေတတ်တယ်လို့ဆိုပါတယ်အကြောက်စရာကောင်းဆုံးကတော့ညဘက်ရောက်ရင်အဲ့ဒီမျက်နှာက Edward ကိုမကောင်းမှုလုပ်ထို့တိုးတိုးလေးကက်ပြောနေတတ်တယ်လို့သူကိုယ်တိုင်ဖွင့်ဟခဲ့ပါတယ်နောက်ဆုံးမှာတော့ Edward ဟာဒီဒန်ကိုမခံနိုင်တော့ပဲအသက်23နှစ်အရွယ်မှာကိုအဆုံးစီရင်သွားခဲ့ပါတယ်ဒါဟာဆေးပညာအရာဖြစ်နိုင်ခြေရှိပေမဲ့သူ့ဇက်လိုင်းကတော့ဒီနေ့ထိပဟဲလီတစ်ခုလိုကြံရစ်နေပါတော့တယ်ကဲမိတ်ဆွေတို့သူတို့နေရာမှာဆိုရင်ဘယ်လိုနေမလဲတဘာဝတရားကဖန်တီးလိုက်တဲ့ဒီထူးဆန်းမှုတွေအဖို့မိတ်ဆွေတို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုထူးခြားဆန်းပြန်တဲ့ဗီဒီယိုတွေနောက်ထပ်ကြည့်ချင်တယ်ဆိုရင်တော့တက်ဦးတောက်ကြ channel ကို subscribe follow နှိပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအဆုံးထိလိုက်ပါကြည့်စုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးပါခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်